いうちぐはぐなのかなって勝手に思ったりして。ああ、じゃあ私がちょっと張りますね。で、私もちょっと抑えめに。始まってます。はい。こんにちは。皆さん、こんにちは。ちょっと人が集まってくるのを待ってみます。Alo bên mình là ba. Live của Sábado में. Live Sábado में. Alo bên mình là ba. mình là ba, mình là ba, mình là ba. Mình là ba, mình là ba, mình là ba. mình là ba. Tổ chức two. 今日は水曜日、ディネーボトフ、ね、金ソロ、အလုပ်လုပ်တယ်လို့ဆိုရင်တော့အလုပ်ရှုံနေရအချိန်လို့ဖြစ်နိုင်ပါတယ်ပေါ့နော်။ဟုတ်။ဒါဆိုရင်တော့ live server တော့မယ်အားလုံးပဲမင်္ဂလာပါ။ 皆さんこんにちは。こんにちは。ကျွန်မဗီဇာရှိနေさやかဖြစ်ပါတယ်။私は行政書士のさやかです။ကျွန်မဗမာပြည်မှာအကြိုက်နေခဲ့ပါတယ်။ဗမာပြည်မှာလည်းအလုပ်ရှိပါတယ်။ဂျပန်မှာလည်းရှိပါတယ်။အခုတော့ကတော့ဗမာနိုင်ငံသားတငယ်ချင်းတွေအတွက်ဗီဇာလျှောက်ပေးမယ့် service တွေလုပ်နေပါတယ်။ဒီနေ့ပြောချင်တဲ့ကိစ္စကိုဆိုရင်ကိုချင်းမြတ်のသူကိုမိတ်ဆက်မလို့ဖြစ်ပါတယ်။はい、皆さん、私は行政書士として皆さんのビザのお手伝いをしている仕事をしている人です。今日は皆さんに紹介したいお兄さん、コーチミャ紹介します。はい、今日はそういうテーマでお話ししますね。ダソロシーン、コーチミャ、ゴゴゴ、ジャパンサガヨ、バマサガヨ、メイセティバオン。ဟုတ်ကဲ့ပါဆရာကစားကျေးဇူးတင်ပါတယ်အခုတော့ပဲမိတ်ဆက်ပေးတဲ့အတွက်ပထမဆုံးစပြီးပေါ့မြန်မာဘာသာနဲ့ပဲမိတ်ဆက်ပေးပြရစေမင်္ဂလာပါအလုံးကျွန်တော်နာမည်ကတော့ဂျပန်နာမည်က辻လို့ခေါ်ပါတယ်辻さん辻ですကျွန်တော်ကမြန်မာနာမည်ကိုကိုယ့်ဘာကိုမဲထားပါတယ်နာမည်ကတော့ခဏစောစောဆိုင်ကပြောတာလိုမျိုးပဲချင်းမြန်နိုတူဖြစ်ပါတယ်ချင်းမြန်နိုတူဟုတ်ကဲ့ချင်းမြန်နိုတူဆိုတာကတော့မြန်မာနာမည်မှာလည်းခက်ရှာရှာပဲနာမည်ကကြည့်ရတော့အကုန်လုံးဒီ live ကိုကြည့်နေတဲ့တကယ်ချင်းမိတ်ဆွေတွေရတယ်ချင်းမြန်နိုတူဆိုတဲ့တကယ်ချင်းပေါ်လာတဲ့မတွေ့ဘူးလို့တူပါတယ်ကျွန်တော်ကချင်းမြန်နိုတူဆိုတာလည်းအကြောင်းရတော့ရှိတယ်ပေါ့နော်။ဘာကြောင့်ချင်းမြန်နိုတူဆိုတဲ့နာမည်မိထားတဲ့ကစပြီးတော့စပြီးပြောချင်ပါတယ်ပြောပါဟုတ်ကဲ့ဟုတ်ကဲ့စားဆရာကြီးဟုတ်ကဲ့ပါချင်းမြန်လို့သူချင်းမြန်လို့ဘယ်လိုစားလာလဲဆိုလို့ရှိရင်ပထမဦးဆုံးမြန်မာပြည်ကထုံးစံနိုင်ပဲဘာနဲ့တာလဲဆိုတာကစမယ်ပေါ့နော်ဘာနဲ့တာလဲဆိုလို့ရှိရင်ချစ်ဆိုတာကတော့အားလုံးကြည့်တဲ့အတိုင်းပဲဘယ်နဲ့လဲဘာနဲ့လဲတနည်းတာပါကြားကောင်းကြားတကောင်းဖြစ်တဲ့အတွက်ကြောင့်ကာကြီးခါခွဲနဲ့စားတဲ့အကေအားနဲ့ပဲနာမည်ကိုစားလိုက်ပါတယ်စားတဲ့အချိန်မှာကြိုကားလည်းရှိမယ်ချစ်ကလည်းရှိမယ်စပြီးပေါ့နော်မြန်မာပြည်ကတနည်းတာဆိုလို့ရှိရင်လည်းဥမာကင်းကောင်ရှိမယ်ကြိုသူရှိမယ်ချစ်စနိုရှိတယ်စတင်ပေါ့အဲ့ဒီချိန်မှာကျွန်တော်ကပဲစာလုံးရွေးတဲ့ခါကျတော့တကယ်ချစ်ပေါ့နော်မြန်မာပြည်မှာမိသားပြေးသွားတယ်ချစ်ဆိုတဲ့ချစ်စရာကောင်းတယ်ခုတော့ရုပ်ကြည့်တဲ့အတိုင်းချစ်စရာတော့မကောင်းပါဘူးဒါပေမဲ့အဲ့ဒီကောင်းပါလေချစ်စရာကောင်းတဲ့လူဖြစ်ချင်နေဆိုတဲ့စိတ်ဆန္ဒနဲ့ပဲချစ်အောင်ရွေးလိုက်တယ်ပြီးတော့မှကျွန်တော်ကမြန်မာပြည်ကိုရောက်တာမြန်မာပြည်မှာနေတာတိမကြသေးပါဘူးမကြပါဘူးသူများနဲ့ရှင်နိုင်လို့ရှိရင်29နှစ်လောက်ပဲရှိပါသေးတယ်ဘဝတတိုင်းတဝဲတော့ပဲပေါ့နော်အကြာကြီးနော်အဲ့ဒီစပြီးမြန်မာပြည်ကိုရောက်တာတော့1996ခုနှစ်96ဆိုတချို့ဒီကကြည့်နေတဲ့လူကြီးမင်းတွေကတချို့ကမွေးတော့မမွေးသေးဘူးထင်တယ်တချို့ကတော့မွေးပြီးကလေးနိုးဆိုကလေးပဲရှိသေးတယ်ကျွန်တော်ခေတ်ကတော့အဲ့1996ခုနှစ် visit မြန်မာကြီးရဆိုတာအဲ့ချိန်တော့ရှိခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးတော့ကျွန်တော်အသက်26နှစ်နဲ့မြန်မာပြည်ကိုစရောက်ခဲ့ပါတယ်ရန်ကုန်မြို့ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်ကတော့ဘာဖြစ်ဖြစ်အနုပညာဝါဒနာပါတဲ့လူတယောက်ပါအနုပညာဆုံးပါလေဂျပန်အနုပညာဝါဒနာပါတယ်မြန်မာပြည်ကအနုပညာလောကကိုလည်းစိတ်ဝင်စားတယ်တေဂီတာကိုလည်းစိတ်ဝင်စားပါတယ်အဲ့ဒီချိန်မှာမင်းသားတွေရတယ်တချို့ကတော့တချို့ကတော့မသိတော့ဘူးဒီကတော့ချိုတူဆိုတာရှိတယ်စိုးတူဆိုတာရှိတယ်
အဲ့ဒီခေတ်ကမင်းသားတွေကနာမည်နှလုံးပေါ့အခုတော့ပဲနာမည်ရှယ်နေမဟုတ်ဘူးနာမည်နှလုံးနဲ့ရှိပါတယ်အဲ့ဒီချိန်ကနောက်ဆုံးနိုင်ငံကျော်မင်းသားတွေကသူဆိုတဲ့တာနှစ်ချောင်းကြီးပေါ့နော်ဘာလေးဖြစ်တဲ့ကြောင့်ကျွန်တော်ကလည်းနာမည်ထားချင်တာထားချင်တယ်ဆိုတော့ချစ်သူဆိုတာကလည်းနည်းနည်းဘတ်စရာပဲပေါ့ဘတ်စရာဖြစ်တဲ့ကြောင့်ချစ်သူကတော့မဖြစ်ဘူးချစ်သူကမဖြစ်ဘူးဆိုတော့ရာခံခုခေတ်နဲ့အညီပေါ့နော်ဒီနေ့နာမည်ရှယ်တွေထားမယ်ဆိုပြီးနောက်တော့ရှာနေတာရှာတဲ့အချိန်မှာဘာစလုံးကောင်းမလဲဆိုတာနဲ့အခုကချစ်ညာနိုသူဆိုတဲ့နာမည်ကိုရောက်သွားပြီအဲ့ဒါကောင်းတာပဲဘာပဲပြီးကိုကတော့ပေါ့နော်နိုင်ငံခြားသားတွေဖြစ်တယ်မြန်မာနာမည်မဲ့မယ်ဆိုလို့ရှိရင်လည်းနည်းနည်းခက်ရှာတယ်ပေါ့တစ်ခေါက်မိတ်ဆွေနဲ့တွေ့ရလို့ရှိရင်နာမည်မိတ်ဆွေပေးလိုက်လို့ရှိရင်ချစ်ညာနိုသူဆိုတဲ့နာမည်ကရှာတဲ့အတွက်ကြောင့်လူကိုမှတ်မိလွယ်တာပေါ့နော်အဲ့ဒီအားတက်ကြရရှိတဲ့ဖြစ်တဲ့ကြောင့်ချင်းမြန်လို့တူလို့ပဲနောက်ဆုံးယူလိုက်ကြပါယူလိုက်ကိုဘာဖြစ်သွားလဲဆိုလို့ရှိရင်လူချင်းတွေ့တာတော့ချင်းမြန်လို့တူဆိုတာခုနကြည့်တဲ့အတိုင်းပဲဦးလေးတယောက်ပါပဲယောက်ျားလေးပါပဲဆိုတာသိတယ်ဒါပေမဲ့တစ်ခါတလေလေကျွန်တော်နာမည်ကအပြင်ကကြားတဲ့ချင်းမြန်လို့တူဖုန်းလာတဲ့အချိန်မှာမချင်းမြန်လို့တူရှိတာလေမချင်းမြန်လို့တူနာမည်ချင်းမြန်လို့တူဆိုတာကတော့ယောက်ျားနာမည်မဟုတ်ဘူးတဲ့မိန်းကလေးဆန်တယ်တဲ့အဲ့တော့တချို့ကတော့ချင်းမြန်လို့တူဆိုတာကျွန်တော်ရဲ့သမီးနာမည်လို့ထင်နေတဲ့လူကလည်းရှိပါတယ်နောက်ဆုံးတော့လူချင်းတွေ့ရတော့ချင်းမြန်လို့တူဆိုတဲ့ချင်းမှာဒီလိုမျိုးဦးလေးရမယ်ပါလားဆိုပြီးတော့ဖြစ်သွားတာရှိပါတယ်အဲ့တော့နာမည်ကတော့အဲ့လိုမျိုးစကားစားတာပေါ့နော်အားလုံးပဲချင်းမြန်လို့သူဆိုတဲ့နာမည်မှတ်မိပြီနော်အဲ့ဒီချိန်မှာကျွန်တော်လည်းမြန်မာနိုင်ငံမှာမြန်မာမိတ်ဆွေတွေနဲ့အတူတူပူပေါင်းလုပ်ခဲ့တာပေါ့နော်အဲ့ဒီချိန်တော့လည်းမိတ်ဆွေတွေကကျွန်တော်ဘယ်လိုခေါ်ကြမလဲဘယ်လိုခေါ်ရင်ကောင်းမလဲတော့ပဲစဉ်းစားကြတာပေါ့စဉ်းစားကြတဲ့အချိန်မှာခေါ်ချစ်ဆိုတာလည်းနည်းနည်းလေးဒေးဗစ်တရေစီဖြစ်သွားမှာပေါ့နော်ချစ်ဆိုတာလည်းတမျိုးအဲ့တော့သူတို့ကလည်းနာမည်ခေါ်ရတာတော်တော်ကြီးဖြစ်သွားတော့နောက်ဆုံးတော့自己上လို့ခေါ်တယ်မြန်မာနာမည်ကိုပြောရဲဆိုမြန်မာနာမည်ကိုခေါ်ရှိစေအောင်နော်မြန်မာနာမည်ကိုခေါ်ရဖို့ရှိနေတယ်ဟုတ်တယ်တချို့ကတော့ကိုချစ်ဆိုတာလည်းတကယ်နာမည်ကတော့ဒေးဗစ်သူဖြစ်သွားမှာအဲ့ကြောင့်အဲ့လိုမျိုးမလုပ်ပါနဲ့ဆိုတာနဲ့ပဲနာမည်ပြောင်းရင်ကောင်းမလားစဉ်းစားရင်လည်းကျွန်တော်ကမစဉ်းစားတတ်တော့ဘူးနောက်ဆုံးတော့ချင်းမြန်လို့သူဖြစ်သွားတယ်ဟုတ်ကဲ့ပါဆိုတော့ချင်းမြန်လို့သူ可愛いတော့コメディーピラティスでありがとう可愛いဆိုမှလည်းအခုကရုပ်ကြည့်လိုက်တော့တကယ်可愛いမဟုတ်ဘူးဆိုတာသိသွားပြီသိသွားပါပြီဒီဘက်ကချင်းမြန်လို့မဟုတ်ဘူးဒီဘက်ကချင်းမြန်လို့မဟုတ်ပါဘူးတကယ်ရေးစရာလည်းဖြစ်နေပါတယ်ဟုတ်ကဲ့ပြီးတော့မြန်မာပြည်မှာကျွန်တော်ကလုပ်ခဲ့တယ်ဆိုလို့ရှိရင်ရှင်းပြပါရှင်းပြပါလေ3ခုပေါ့နော်အဓိက3ခုလုပ်ခဲ့ပါတယ်ပထမဆုံးကတော့အဆောင်လုပ်ငန်းကို property management ဘိုင်းကိုလုပ်ခဲ့ပါတယ်အဲ့မှာ15နှစ်လောက်ကြာခဲ့ပါတယ်စပြီးရောက်တဲ့ချိန်ကစပြီးတော့မှကျွန်တော်2017ထိအဲ့ဒီဆောက်လုပ်ရေးဘိုင်းဆိုတာ property ဘိုင်းပေါ့အဆောင်နဲ့ပတ်သက်ပြီးတော့လုပ်ခဲ့တယ်ပြီးတော့မှဘဏ်လုပ်ငန်းပေါ့ public ဘဏ်တစ်ခုမှပဲကျွန်တော်9နှစ်ကျော်လုပ်ခဲ့တယ်ပြီးတော့မှဆက်ပြီးအထွေထွေအမကပေါ့အထွေထွေအမကဒါလည်းမြန်မာကုမ္ပဏီပဲအထွေထွေအမကမှာပဲ9နှစ်ကျော်လုပ်ခဲ့တယ်စုစုပေါင်းတော့29နှစ်လုပ်ခဲ့တယ်ရှိပါတယ်ဘယ်နာကအမမဟုတ်ဘူးလားတဲ့ဟုတ်တယ်တော့စားတယ်ပေါ့နော်ဟုတ်တယ်ပါတယ်ဒီဘက်ကပြန်လို့ပြပါဒီဘက်ကကင်းအောင်ပါဟုတ်ကဲ့မင်္ဂလာပါကင်းအောင်ပါလူရှင်တော်မင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တမန်ရောပြောနေပါဟုတ်ကဲ့အဲ့လိုကျွန်တော်တို့စုစုပေါင်း29နှစ်မှာအဲ့လိုလုပ်ခဲ့ပါတယ်ဝါသနာကတော့ခုနပြောတဲ့မျိုးမြန်မာပြည်အနုပညာနဲ့တေးဂီတာတွေဝါသနာပါတယ်ဖြစ်တဲ့ကြောင့်ကိုယ်လည်းတချင်းနဲ့ဆိုပါတယ်နာမတဖြည်းဖြည်းပေါ့နော်မြန်မာတချင်းစိတ်ဝင်စားတဲ့လူရှိလို့ရှိရင်ဒီ live မှာတနေ့နေ့မှာဆိုပြဖို့လည်းနည်းနည်းစိတ်ကူထားပါတယ်日本人ですかという質問が来てます。はい、日本人です。မြန်မာဖြစ်ရှင်တဲ့ဂျပန်ပါမြန်မာနဲ့တူတဲ့ဂျပန်ပါကျွန်မ
ဟုတ် အဓိကသူတို့ ထားရှိပါတယ်ပေါ့နော်ဗီဇာတော့ရင်ဘယ်လိုဆက်သွယ်ရမှာလဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပေါ့နော်ကျမတို့ဒီ account ကိုဆက်သွယ်လို့ရပါတယ်ကျမနဲ့ဒီကိုကြီးကအတူတူအလုပ်လုပ်ပါတယ်ဒါမှမဟုတ် Viber လည်းရှိပါတယ်Facebook လည်းရှိပါတယ် Messenger လည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျမmessage တီးရောက်ရင်တော့ပတ်မှာပါကျေးဇူးတင်ပါတယ် ဟုတ်စစ်တဲ့ပုံနေတာမျိုးမျိုးရှိပါတယ်ခုနဆိုင်ကဆက်စစ်ပြောတဲ့မျိုးပဲတကယ်ဗီဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝန်ဆောင်မှုပေးတာတွေရှိတယ်ဖြစ်တဲ့ကြောင့်ပေါ့နော်အခုတော့ပဲဒီလိုမျိုးစိတ်ဝင်စားတာကိုတည်ရတဲ့အတွက်ဝန်တာပါတယ်ဗျဆိုပြမှာကိုစောင့်နေပါတယ်တဲ့အဲ့တော့ဆောင်းလိုက်နေဆိုပြပါမယ် Facebook တခြား link ကိုပို့ပေးပါတော့ဟုတ်ကဲ့ပါအခုကတော့ဟုတ်ပြီဟိုလေဒီ account ရဲ့ခေါင်းစဉ်ထဲမှာလေကျွန်မ Facebook ရဲ့ link တွေပါတာပို့တာရှိပါတယ်အဲ့ဒါကိုဝင်ကြည့်ပေးလို့ရမလားဟုတ်ဒါမှမဟုတ်ဒီ message ဒီဝင်ပေးမယ်ဆိုရင်တော့ကျွန်မမဖြစ်မှန်းပတ်မှာပါကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပဲစိတ်ဝင်စားနေကြတာဝန်နိုင်ဝန်တော့ပါတယ်တကယ်ချင်းကိုလေပြောပြပေးချင်လို့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပြောပြပါတကယ်ချင်းကိုလည်းပြောပြပါအောင်ဗျာありがとうございます嬉しいですဟုတ်ပြီဘန်ရောက်တဲ့ finance အပိုင်းကိုရောက်သွားတယ်ပေါ့နော်ဟုတ်ဘန်နိုင်ပိုင်းပေါ့ဘန်နိုင်ပိုင်းဆိုမှလည်းတကယ်ကိုဟို banking specialist တော့မဟုတ်ဘူးကိုဟိုကျွမ်းကျင်တာတော့တကယ် relationship ပေါ့လူတယောက်နဲ့တယောက်ချိတ်ဆက်မှုကောင်းမွန်တဲ့ထားရှိအောင်အတွက်ကျွန်တော် relation ဘိုင်းကိုတောင်းယူဆောင်ခဲ့ပါတယ်အဓိကတော့ဘန်လုပ်ငန်းဆိုတဲ့အချိန်မှာတကယ် from ပေါ့နော်ဘန်ကွဲတော့ဘာတော့မှ customer နဲ့ကိုယ်တိုင်ကြည့်တွေ့တယ်ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ဟို front office မှာရှိတယ်မျိုးကျွန်တော်ကတော့ back office ဆိုမှလည်းတကယ်ကျွန်တော်လုပ်ခဲ့တာကတော့ခုန relationship ဖြစ်တယ်အထူးသဖြင့်ကျွန်တော်ဘာမှလုပ်တဲ့အချိန်တုန်းကတော့နိုင်ငံခြားသား company တွေအများကြီးရှိတယ်နိုင်ငံခြား company တွေရှိမယ်မြန်မာ company တွေရှိမယ်တီးတီးပေါ့နော်ကျွန်တော်ဟိုဒီဘန်နဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဒီအကြီးပိုင်းပေါ့အကြီးပိုင်းနဲ့ပတ်သက်ပြီးတော့တွေ့ချင်တဲ့အဲ့ဒီများနဲ့ကျွန်တော်ကအချီကဲနဲ့လည်းအစီအစဉ်အဆင်ပြေအောင်ဆောင်ရွက်ဖို့အတွက်ကျွန်တော်ကတော့လုပ်ခဲ့တာဖြစ်ပါတယ်။ဘာမှဘယ်နဲ့လုပ်ခဲ့တာလဲ။ဘန်က9နှစ်ပါ။9နှစ်ဟုတ်ကဲ့ပါ။ဟုတ်အဲ့ချိန်တော့မြန်မာနိုင်ငံကကျွန်တော်2017ပေါ့နော်2017ဆိုတာကတော့တမိုင်းတည်တဲ့လူကတော့တချို့မှတ်နေမှာပါတကယ်ဘန်ဆိုတာလည်းနိုင်ငံရဲ့မဖွင့်တဲ့ဘူးဆိုတဲ့အချိန်တော့ပေါ့အဲ့ဒီချိန်ဖြစ်တဲ့ကြောင့်အဲ့ဒီချိန်မှာဘန်ဝင်တော့နိုင်ငံခြားသားဆိုတာခက်ရှာရှာပဲကျွန်တော်ကတော့မမိတာတော့ကျွန်တော်လုပ်ခဲ့တဲ့ဘန်ရဲ့တခြားဘန်မိတ်ဆွေဘန်နဲ့အားလုံးထက်မှလည်းနိုင်ငံခြားသားဆိုတာတော့ကျွန်တော်တယောက်တော့ပဲရှိခဲ့ပါတယ်အရန်ထူးကြတယ်နော်ဟုတ်ထူးကြပါတယ်ကျွန်တော်လည်းအော်ဆရာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဂျပန်လူမျိုးကဗမာပြည်မှာလည်းရှိပါတယ်များတယ်ပေါ့နော်2017အဲ့တုန်းကတော့ဘန်းလုံကတော့အခုတော့မဟုတ်သေးဘူးပေါ့နော် systematic ဖြစ်တာမဟုတ်သေးဘူးပြီးတော့お札をずっと数えてキャッシュカウンターにလုပ်တယ်ပေါ့နော်အဲ့ခေတ်ကလေးကအလုပ်တယ်ဆိုတော့အရန်ထူကြတယ်လို့အရန်လေးစားပါတယ်ဟုတ်တကယ်ပေါ့နော်တကယ်ကံကြမ္မာအရာပေါ့လူနဲ့တယောက်နဲ့တယောက်ဆိုတာပဲတကယ် relationship ပါပဲပေါ့နော်ဟုတ်အရန်ထူကြတဲ့အကိုကြီးဒီနေ့ဒီ live ကကောင်းစင်လို့လေကျွန်မယုံကြည်မှုရှိတဲ့အကိုကြီးအဲ့လိုမျိုးလေးတာပါတယ်ပေါ့နော်အခုမှစပြီးတော့ဒီကိုကြီးရတယ်ဒီ visa လုပ်ပင် service ဝင်စားမှုလုပ်ပေးဖို့အတွက်လည်းပါလာပြီးဆိုတော့လေအားလုံးကိုအရန် message ချင်တော့ဒီ live ကိုလုပ်ပါတယ်ဆိုတော့အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်မကိုအကိုကို live မှာကြည့်လို့ရပါတယ်တိကျတာမဲလို့ရပါတယ် live ပဲမဟုတ်ပါဘူးပေါ့နော်အများကြီးတော့message ရရှိရင်တော့လာမဲလို့ရပါတယ်ဟုတ်ပါတယ်ချင်းရတော့ဒီမှာကြာကြတာပေါ်လာပါ日本の銀行に働けないですよね。ဟိုကဘာမှမြန်မာဘာမှလို့10နှစ်ပေါ့နော်လုပ်တယ်ဂျပန်ဘာမှတော့လုပ်နိုင်မလားတဲ့ဘာ難しいでしょうねဘန်လုပ်ငန်းကဟုတ်တကယ်ဘန်လုပ်ငန်းဆိုတာလေတကယ်လိုချင်တဲ့
ကအလုပ်ကန်တာပါဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ relationship မဟုတ်ဘဲနဲ့တကယ်တကယ် specialist ပေါ့ဘာနာနဲ့ပတ်သက်ပြီးတော့တကယ်တကယ်ကျွမ်းချင်းသူ့ရဲ့ပညာရှိတဲ့လူကိုပဲဖြစ်မှတင်ပါတယ်အဲ့တော့ကျွန်တော်တကယ်တကယ်ဘာ specialist မဟုတ်ဘူး generalist ပေါ့ထွေထွေခိုင်းနေဘူးလေဆိုတော့အဲ့ဒီ back office ပိုင်းမှာတော့ဘာနဲ့မဟုတ်တခြားလုပ်ငန်းဘယ်လုပ်ငန်းမဆိုဒီလိုမျိုး back office ပိုင်းကတော့ကျွန်တော်လုပ်နိုင်မယ်ထင်ပါတယ်အခုကဂျပန်မှာလည်းဝန်ထမ်းခေါ်ဖို့အများကြီးရှိပါတယ်ဆိုတော့တကယ်လို့ဂျပန်မှာတက္ကသိုလ်ဘွဲရတယ်ဥပမာ economy တော့ finance ပိုင်း major မှာဘွဲရပြီးရိုးရိုး新卒graduation fresh graduation အနေနဲ့ပေါ့နော်အလုပ်ရှာတဲ့အခါမှာဘဏ်ကကြောက်ရှိနိုင်ပါတယ်ဗမာပြည်မှာ10နှစ်လို့ကြောက်ရှိနိုင်မှာမဟုတ်ပါဘူးဂျပန်မှာ education ရတာလေဆိုလို့ရှိရင်ဂျပန်စကားလည်းရတယ်နိုင်ငံခြားဘာသာစကားလည်းရတယ်ဘဏ်လုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ chance တရှိနိုင်တယ်ဆိုတော့လေအငယ်ပိုင်းတော့မသိပါဘူးဒါပေမဲ့စိတ်ဝင်စားရင်တော့ဖြစ်နိုင်ပါတယ်ဟုတ်တယ်စိတ်ဝင်စားဖို့ကတော့အဓိကပါပဲဟုတ်ကဲ့ပါN1 を持ってたらバチェラーエンジニアリング持ってたらどうしますかはい N1 を持ってるのはすごいですねすごいです N1 ってすごいですよ私よりも多分日本語上手だと思いますよしかも今日本専門学校通っていますということです。はい、そしたら私おすすめがあるんです。N1CA ジャパンマボエアでそうい専門学校そろしんたまたあれ専門学校まそういのピンナリバーレ特定活動ナンバー46レセチャအဲ့လိုမျိုးရှိပါတယ်အဲ့ဒါဆိုရင်တော့အလုပ်အများကြီးလုံနိုင်တဲ့fee မဆိုပေါ့နော်လုပ်ငန်းမဆိုလုပ်လို့ရတဲ့ဗီဇာမျိုးရှိပါတယ်ဆိုတော့လေအဲ့ဒီဟာနဲ့ပတ်သက်ပြီးဒီအခုတက်နေတဲ့専門学校ကဟုတ်လားမဟုတ်လားဆိုပြီးကျွန်မစုံစမ်းပေးလို့ရတယ်ဆိုတော့လေစိတ်ဝင်စားရင်တော့ကျွန်မစီစစ်တွေ့လာပါပေးပါပြီးတော့ကျောင်းနာမည်ကိုပြောပေးပါဟုတ်အဲ့လိုဆိုရင်တော့46ရမရကိုကျွန်မစစ်ပေးပါမယ်Good question ကျေးဇူးတင်ပါတယ်ဟုတ်နေတာတော့ရှိမှာပါကောင်းပါတယ်အလားကောင်းပါတယ် N1 ရှိတယ်ဆိုတာတကယ်နေတာလည်းမဟုတ်ဘူးပညာရှင်ပဲN1 はすごいですねところで坂間さんအကိုကမြန်မာစကားcertificate ရတာလားမရသေးဘူးဆိုတာကျွန်တော်မြန်မာဘာသာနဲ့ပတ်သက်ပြီးတော့ဒီလို certificate ရှိတဲ့စာမေးပွဲရှိတဲ့ဆိုတာကိုသိကုန်မသိခဲ့ဘူးဆိုတော့ဒီလိုပဲဗမာစကားပြောတာတော့ဆိုတာတော့ရေးတာဖတ်တာတော့လုံးနိုင်ပဲပဲလေတကယ်သူများသတ်ပါတီရပဲအတိမပြုတ်တဲ့qualification ကတော့အရေးချင်းဘာမှမရှိသေးဘူးဒါပေမဲ့အခုမှဆိုင်ကစင်စင်ပြောပြတော့ပေါ့နော်အခုမှသူတို့ဒီမြန်မာပြည်နဲ့ပတ်သက်ပြီးတော့ဂျပန်မှာဆိုလို့ရှိရင်တော့JPT ပုံစံမျိုးမြန်မာဘာသာကိုလည်းစစ်ဆေးတဲ့လည်းရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်နောက်လာစက်တင်ဘာကျလို့ရှိရင်သူတို့ကလည်းအစင်းပေါ့M4 ကအမြင့်ဆုံး M3 M2 M1 ဆိုတော့အစင်းပေါ့နော်ဆံမွေးရှိတယ်ကျွန်တော်ပေါ်လာပိုင်းကျလို့ရှိရင်M1 ကစတော့ M4 ကအထိတ်ဆုံးအမြင့်ဆုံးဆိုတော့ M3 လောက်ကစပြီးတော့ကျွန်တော် challenge လုပ်ကြည့်မလို့ပါအားလုံးဒါတော့မြန်မာဘာသာစကားစာမေးပွဲရှိရဲဆိုတာကပထမဦးဆုံးမှသိရလားကျမတို့နိုင်ငံခြားသားအနေနဲ့ဗမာပြည်နဲ့သက်ဆိုင်တဲ့နိုင်ငံခြားသားအနေနဲ့ဆိုရင်တော့လေမြန်မာ language test MLT ဆိုတဲ့စာမေးပွဲရှိပါတယ်ရှိပြီးတော့ကျမကဗမာပြည်ကိုဆက်ရောက်တာက2013နှစ်ပါအဲ့တော့ကမရှိသေးဘူး15လောက်မှစပြီးတော့ရှိပြီးပြီးတော့ကျမက MB basic ပေါ့နော် beginner လာမသိဘူး basic M1 2 3ချိရတာပါတယ်ဒီတော့အရန်ကျွမ်းတဲ့ကိုကြီးဆိုရင်တော့ဒီစာမေးပွဲကိုမသိဘူးဟုတ်ပါတော့ဒီတော့အရန်ကျွမ်းတော့ certificate မလို့အဲ့လိုလည်းမဟုတ်ပါဘူးအတိတ်ကပြောမယ်ဆိုလို့ရှိရင်အသက်အရွယ်လေးกว่าတာပေါ့ဒီကညီမလေးကတော့အသက်ငယ်လေးနဲ့ဖြစ်ပါတယ်ကျွန်တော်ကတော့ကိုယ့်အသက်နဲ့တဝက်ရောက်ကမြန်မာပြည်မှာနေခဲ့တယ်29နှစ်ဆိုတော့အခုကကိုယ့်အသက်ကတော့သိသွားပါပြီ29နှစ်ကိုမြောက်လာလို့ရှိရင်ကိုယ့်အသက်ကတော့ရောက်သွားတယ်ဒါပေမဲ့ပြောမယ်ဆိုလို့ရှိရင်တော့နိုဆိုကလေးကနေပြီးတော့29နှစ်ဖြစ်တဲ့
လူငယ်နဲ့အတူတူလောက်ပဲပေါ့နော်မြန်မာဘာသာလေးပြောခဲ့တယ်ဆိုတော့အနည်းငယ်တော့ရှိပါတယ် OK コメントパパメの年収420万円あれば永住許可取れますか Good question အခုက永住 PR နဲ့ပတ်သက်ပြီးတော့တတိယအများကြီးရှိတယ်နော်။ကျွန်မဒီမဲကွန်ကိုအခုချက်ချင်းဖြီးတော့မရဘူး။ဘာဖြစ်လို့လဲဆိုတော့နောက်မကြားခင်ပေါ့နော်။မကြားခင်永住 PR ရှောက်လို့ရမရဆိုတာstandard နဲ့ပတ်သက်ပြီး guideline နဲ့ပတ်သက်ပြီးတော့ပြောဖို့ရှိရဲအစိုးရဘက်ကပြောဖို့ရှိရဲဆိုတော့အဲ့ဒါကိုတေချာဖတ်ပြီးတော့မှပြောပြလို့ရပါတယ်။年収420万円ဆိုတာကမစိုးပါဘူး။ကောင်းတယ်နေလို့ရတယ်ပြီးတော့အားလုံးတည်တယ်ပေါ့နော်ဂျပန်မှာဆိုရင်တိုကျိုမှာနေတယ်အိုဆာကာမှာနေတာရော北海道မှာတိုတိုရီတော့တခြားမြို့အမျိုးမျိုးရှိရပေါ့နော်အဲ့ဒီပေါ်မှာမူတည်ပြီးအတုံးစရိုက်နေစရိုက်တော့မတူဘူးပေါ့နော်အဲ့ဒါဆိုတော့ဗမာပြည်ရဲ့တူပါပဲရှမ်းပြည်မှာနေရလားရန်ကုန်မှာနေရလားပေးရတဲ့ပတ်စံတော့မဟုတ်ဘူးမတူဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့လေဂျပန်ဆိုရဘယ်လိုတတ်မှတ်မလဲဆိုတာအခုမမှန်နိုင်ဘူးဆိုတော့လေတိတိကျကျတိမှာပဲဥပမာဒီ live မှာလည်းပြောပြချင်ပါတယ်ပြီးတော့ကျွန်မ Facebook မှာလည်းတစ်ခါတည်းအရေးကြီးတဲ့သတင်းရှိတဲ့အချိန်မှာဒီသတင်းကိုဗမာစကားမှာလောက်တာပါလေဆွဲတာပါမယ်ဆိုတော့အဲ့ဒါကိုလေ check လုပ်ပေးပါ good question ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် စိတ်ဝင်စားတာကစတာပေါ့နော်တကယ်ခဏဒီဂျပန်နိုင်ငံဆိုလို့ရှိရင်တော့ policy ကတော့တည်နေပါတယ်တည်နေတယ်ဆိုတာတစ်ခါ policy ဖြတ်ပြီးဆိုလို့ရှိရင်တော့ဒီတိုင်းပဲသွားမှာပေါ့နော်အခု policy ကအတိအကျမတည်သေးတာပဲရှိသေးတယ်ဖြတ်တော့မှာပါဆိုတော့ဖြတ်တဲ့ဆိုလို့ရှိရင်တော့ဆိုင်အခါအစံကတစ်ဆင့်ပေါ့နော်အခုပြောလို့မျိုးပဲ live နဲ့ဖြစ်စေFacebook နဲ့ဖြစ်စေသူရှိတဲ့ညီလာနဲ့ပဲအကုန်လုံးအတိပေးမှာပါဟုတ်ကဲ့ပါနောက်တစ် question တစ်ခုက特定的စားတောက်ဆိုင်ဒါနဲ့活動ကိုပြောင်းခြင်းပြောင်းခြင်းရောဝန်ဆောင်မှုရှိလားမဲတယ်ကျေးဇူးတင်ပါတယ်မဲတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီလိုမဲတယ်ဆိုတော့လေကျွန်မထင်တာလေ活動မလျှောက်ဘူးလို့ထင်ပါတယ်特定的အတူတပင်စားတောက်ဆိုင်ဆိုရင်အခုကတော့အရန်လားစားကောင်းပါပြီဆိုတော့လေကျွန်မအဆူဆူမဲ့ recommendation ဆိုရင်မပြောင်းစေချင်ပါဘူးဒါပေမဲ့ကို career plan အနေနဲ့ပြောင်းချင်တယ်ဆိုရင်တော့မတတ်နိုင်ပါဘူးလုပ်လို့ရတယ်လုပ်ခွင့်ရှိပါတယ်တကယ်တော့活動ရှောက်မယ်ဆိုရင်မြန်မာ活動ဆိုရင်တော့ဗီဇာရှောက်ရတာလည်းမခက်ပါဘူးเนาะတခြားဥပမာ特定ရှောက်မယ်ဒီချင်းကိုကဗီဇာရှောက်မယ်အဲ့လိုမျိုးတခြားဟာကိုရှောက်တဲ့အချိန်မှာအရန်များတယ်ရှောက်တော့ဒီပြင်ဆင်မှုအရန်များတယ်ဒါပေမဲ့活動ကြတော့လေအရန်မများဘူးဆိုတော့ကိုဟာကိုတင်နိုင်တယ်ပေါ့နော်မဲဆရာရှိရင်တော့လာမဲတော့ရပါတယ်မဲပါဒါပေမဲ့ကိုဟာကိုလုံးနိုင်ပါတယ်လို့ထင်ပါတယ်ဟုတ်まるでミャンマー人みたいに話してるねすごいじゃあここから日本語に行きましょうかいや日本語苦手なんですよね日本語ちょっと忘れちゃったこのアコージこのお兄さんちょっと日本語忘れちゃったみたいなジャパンサメボイピーメンソルシンの N6 လောက်ပဲရှိဘူး N6 ဆိုတဲ့ဘို့より下ဟုတ်တယ်အောက်ကိုရောက်နေပါတယ်အခြေခံတကယ်လို့ဆိုကလေးတော့ပဲစကားတလုံးလောက်ပဲပြောနိုင်ပါတယ်皆さんこのお兄さんに日本語を教えてあげてくださいဟုတ်ကဲ့ပါနည်းနည်းကူညီရလို့ရှိလို့ရှိရင်ကျွန်တော်ဂျပန်လိုသင်ပေးပါဗျာစိတ်ပါတယ်ပါဟုတ်ကဲ့ပါကျွန်တော်ဂျပန်လိုသင်ပေးပါအောင်ပြင်ရတယ်ပေးပါအောင်ကျွန်တော်ကခါမဖတ်ပြီးတော့မြန်မာလိုပြန်ပေးပါမယ်ဟုတ်ကဲ့ပါဟုတ်ဒီနေ့အရာတော့ဒီအကိုကြီးထူးထူးခြားခြားဖြစ်တဲ့အကိုကြီးကို message ချင်တော့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပါပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းကျွန်တော်တို့ပုံမှန်ပဲဒီလိုမျိုး like ကိုလုပ်ဖို့ရှိပါတယ်ဆရာကဆန်တဲ့အတူဒါမှမဟုတ်ရှင်ကျွန်တော်ကိုယ်တိုင်ဒါမှမဟုတ်ရှင်ကျွန်တော်ရဲ့ခုနအတူတူတဲ့လုပ်နေတဲ့ပေါ့နော်မတင်ကြီးဆိုတာလည်းရှိပါသေးတယ်ဆိုတော့ကျွန်တော်တို့အစီအစဉ်အမျိုးမျိုးနဲ့ပေါ့နော်subject ကတော့တတ်မှတ်ထားတာမရှိပါဘူးအဲ့ဒီအချိန်မှာပြောချင်တာလည်းပြောမယ်အကုန်လုံးနည်းနည်းစိတ်ဝင်စားတဲ့ဟာရှိလို့ရှိရင်လည်းကျွန်တော်တို့ပြောပါမယ်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဒီတော့ကျွန်တော်တို့ကshare လုပ်ချင်တဲ့အရာเนาะဒါမှမဟုတ်ခိစားနေတဲ့အခုဆိုလို့ရှိရင်ဥပမာ AJPR နဲ့ပတ်သက်ပြီးတော့ guideline ကထွက်တော့မယ်ပေါ့နော်အဲ့တော့ဆိုတော့
အဲ့လိုမျိုးကိစ္စကို live မှာပြောပါမယ်ဒါမှမဟုတ်ဒီနေ့ကတော့အကိုရဲ့တမိုင်းကိုပြောပြထားပါတယ်အဲ့လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အရာရှိရင်เนาะအဲ့ဒါကိုပြောမလို့ဖြစ်ပါတယ် ဟုတ်ဘာပဲဖြစ်ကျွန်တော်တို့ကဘာပေါ့နော်ဂျပန်လိုမျိုးဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံကတော့မိခင်နိုင်ငံလိုပဲသဘောထားပါတယ်အဓိကအဖေနိုင်ငံအမေနိုင်ငံလိုပဲဆိုပါစို့ဆိုတော့တကယ်ကိုကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့29နှစ်တောင်မှကျွန်တော်မိသားစုကိုဆောက်ရှောက်ပေးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်တကယ်ကျေးဇူးပြန်ဆက်ဖို့ရှိပါတယ်အားလုံးမြန်မာလူမျိုးကိုလည်းကျွန်တော်ချစ်တဲ့ကြည်ရွတ်ပါတယ်လေးစားပါတယ်ဆိုတော့နောက်လည်းဒီလိုမျိုးlike တဲ့စင်ပေါ့နော်ဒီလိုမျိုး communication ကတော့မကြာခဏဆက်သွယ်မှာပါ ဟုတ်ကဲ့ပါကျမလည်းဒီအကိုလို့အတွေ့အကြုံများတာမဟုတ်ပဲကျမလည်းခံစားချက်ကတော့အတူတူတော့ပဲကျမဗမာပြည်ရောက်တော့ကဗမာစကားလုံးဝမပြောတတ်ဘူးအဲ့ဒီတုန်းကလေးကအားလုံးအတိုင်းဝိုင်းကကျမကိုခွင့်ပြုပေးတယ်အဲ့ဒီကျေးဇူးကိုအခုပြန်ပေးမယ်ဆိုတော့အခုကဗမာနိုင်ငံသားတငယ်ချင်းတွေအတွက်ဝန်ဆောင်မှုလုပ်နေပါတယ် ဆိုတော့တကယ်မြန်မာဒီကမိတ်ဆွေတွေပေါ့နော်တကယ်မိဘပြည်သူတွေရတယ်သူတို့အနေနဲ့တော့မိတ်ဆွေတငယ်ချင်းအဲ့ဒီလိုပဲအများအားသဘောထားပါတယ် ကဲပါဟုတ်ဆိုလို့ရှိရင်ဒီနေ့လက်ကလည်းပြီးတော့မှာပါကျေးဇူးများတင်ပါလေပြန်တွေ့ကြပါမယ် ဟုတ်ကဲ့ပါလူကြီးမင်းအားလုံးကိုစိတ်နှပြစိတ်ချမ်းသာပါစေဗျာ ありがとうございましたまた会いましょう皆さん元気です失礼します終わりにします